ဒီမျိုးသမီးဟာတကယ်တော့နိုင်ငံမှာအချမ်းသာဆုံးတတိမကြီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာလမ်းဘေးကမိုက်တွေကိုလိုက်ကောက်တဲ့ထူးဆန်းတဲ့ဝါသနာတစ်ခုရှိနေပါတယ်။သူ့ရဲ့အဖြူစိမ့်စိတ်ထားရှိတဲ့သားဖြစ်သူရှုဟာယန်ကတော့သူတို့မိသားစုဟာတကယ်စီးရဲတယ်လို့ပဲတလျှောက်လုံးထင်နေခဲ့တာပါ။ဒါကြောင့်သူဟာကိုယ်ပိုင်တစ်ခုကိုစူးစမ်းတည်ထောင်ခဲ့ပြီးသူ့ရဲ့ကုမ္ပဏီမှာပေးရတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့သူ့အမေစီအလဲသွားပြီးအပြန်မှာအထက်တန်းလွာတွေအတွက်တီးတန့်ပွဲတစ်ခုရဲ့ဖိစာကိုရုတ်တရက်လက်ခံရရှိခဲ့ပါတယ်။ဒါကြောင့်သူ့အမေကိုနှုတ်ဆက်ပြီးအဲ့ဒီပွဲကိုသွားဖို့ပဲဆုံးဖြတ်လိုက်ရပါတော့တယ်။သူမသိလိုက်တဲ့အချက်ကတော့အဲ့ဒီပွဲဆိုတာတကယ်တော့သူ့အမေကသူ့အတွက်သူတို့သမီးလောင်းရှာပေးဖို့စီစဉ်ထားတဲ့ပွဲဆိုတာပါပဲ။အဖေးမကြီးဟာပွဲကိုရောက်လာခဲ့ပြီးတကားဝကိုရောက်ချင်းမှာပဲလုံခြုံရေးဝန်ထမ်းကသူ့ကိုတားလိုက်ပါတယ်။သူ့ရဲ့ဝတ်စားစီရင်ပုံကအင်ဂျီယာနဲ့တယောက်လိုဖြစ်နေတာကိုမြင်တော့လုံခြုံရေးကအထဲကိုလုံးဝပေးမဝင်ပါဘူး။အမျိုးသမီးကစိတ်အေးနဲ့ဖိစာကိုထုတ်ပြပေမဲ့လုံခြုံရေးကသူ့ကိုအထဲကိုဝင်ခွင့်မပေးခဲ့ပါဘူး။ကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်မှာသူ့သားဖြစ်သူကီကရှုဟယန်ရောက်လာခဲ့ပါတယ်။ရှုဟယန်ကသူ့မိကိုအိမ်ပြန်ဖို့အတင်းတိုက်တွန်းပါတော့တယ်။ဒါပေမဲ့တထေးမကြီးကတော့လုံးဝမတုံ့လို့ပါဘူး။သူဒီနေ့ဒီပွဲကိုလာတာသူ့သားအတွက်ဇနီးလောင်းရွေးပေးဖို့ဖြစ်တဲ့အတွက်လုံးဝပြန်သွားလို့မဖြစ်ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့သားရဲ့တငယ်ချင်းတစ်ယောက်ရောက်လာပြီးသူ့မိရဲ့စကားကိုကြားတော့အရန်ကိုအံ့ဩသွားပါတယ်။ဒီလိုအစ်စ်မြင့်ပွဲကိုတက်ရောက်လာတဲ့သူတိုင်းဟာဒေါ်လာတန်းပေါင်းများစွာတန်ဖိုးရှိတဲ့သူတွေကြီးပါပဲ။ဒီလိုအဝတ်အစားနဲ့သူ့မိကိုမြင်ရင်ရှုဟယန်ကိုသဘောကျတဲ့သူရှိရင်တောင်ကြောက်ပြီးထွက်ပြအေးသွားနိုင်တယ်လို့ပြောပါတယ်။ဒါကိုကြားတော့တထေးမကြီးကစိတ်မဆိုးတဲ့အပြင်ပွဲစီစဉ်သူစမစ်ကိုသူ့အတွက်ဝတ်စုံတစ်စုံလောက်ပြင်ဆင်ပေးဖို့ပေါ့ပပပဲပြောလိုက်ပါတယ်ဒီစကားကိုကြားတော့တငယ်ချင်းဖြစ်သူရဲ့နှလုံးတွေဟာချက်ချင်းပြုတ်ကျသွားပါတော့တယ်စမစ်ဆိုတာမျိုးရဲ့ထိတန်းကုမ္ပဏီ၅ခုတည်းကတစ်ခုရဲ့ဆယ်ဖြစ်ပြီးသူ့သားရှုဟယန်ရဲ့ကုမ္ပဏီကအဆင့်ဆက်လာမှပဲရှိပါသေးတယ်ဒီနေ့ပွဲကိုစီစဉ်တာကလည်းစမစ်ကိုယ်တိုင်မှာပဲသူတို့အားလုံးတထေးမကြီးကစမစ်ကိုသိရဆိုတာကိုမယုံနိုင်အောင်ဖြစ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲပွဲခန်းမထဲမှာရှိနေတဲ့စမစ်ဟာတကားပေါ်မှာလှုပ်ရှားမှုတချို့ကိုသတိပြုမိလိုက်ပါတယ်။တောင်ရင်းစားတောက်နေတဲ့ပုံစံပေါက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတော့မချီမဲ့မြင်နဲ့သူ့ကိုကန်ထုတ်ဖို့စူးစမ်းပါတော့တယ်။ဒါပေမဲ့ရှုဟယန်ရဲ့တငယ်ချင်းကအမြန်ပဲရှေ့ထွက်ပြီးဒီအမျိုးသမီးကဟေယာရှုဟယန်ရဲ့အမေပါသူအင်ဂျီယာမဲမဟုတ်ပါဘူး။လို့ရှင်းပြလိုက်ပါတယ်။စမစ်ဟာဒီနေ့ပတ်နေတဲ့အမျိုးသမီးကိုစိတ်ထဲမှာတော့ဆက်ဆုပ်နေပေမဲ့သူ့သားရဲ့မျက်နှာကိုထောက်ပြီးပွဲတွေကိုဝင်ခွင့်ပြုလိုက်ပါ။တထေးမကြီးကခရဲရဲလေးပြုံးလိုက်ပြီးသူပြင်ဆင်လာတဲ့လက်ဆောင်တစ်ခုကိုစမစ်ကိုပေးလိုက်ပါတယ်စမစ်ကဆက်ဆုပ်ပေမဲ့လည်းလက်ခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာတော့ဒီလက်ဆောင်လေးဟာဒေါ်လာ1ဘီလီယံလောက်တန်ဖိုးရှိရဲဆိုတာကိုသူမသိသေးပါဘူးအားလုံးပွဲရဲကိုရောက်သွားပြီးနောက်စမစ်ကရှုဟယန်ကိုဘေးကိုခေါ်ပြီးဒီပွဲကအရန်ရေးကြီးတဲ့အကြောင်းနဲ့မင်းမေကိုတေချာစောင့်ကြည့်ဖို့မှာလိုက်ပါတယ်ရှုဟယန်ကလည်းခေါင်းညှိလိုက်ပါတယ်အဲ့ဒီနောက်မှာတော့စမစ်ဟာတထေးမကြီးပေးတဲ့လက်ဆောင်ကိုတတိယသွားပါတယ်အစပိုင်းမှာတော့သူဒီတိုင်းပဲကြည့်လိုက်ပေမဲ့ဖွင့်လိုက်တာနဲ့တခုခုမှနေမှန်းချက်ချင်းသိလိုက်ရပါတယ်အထဲမှာပါတာကအထူးပြုလုပ်ထားတဲ့တစိမ့်တစ်ခုဖြစ်ပြီးနိုင်ငံမှာအချမ်းသာဆုံးမိသားစုကသာပိုင်ဆိုင်တဲ့အရာဖြစ်နေပါတယ်စမစ်ဟာအလွန်တရာကိုတုံလို့ခြောက်ချားသွားပြီးရှုဟယန်ကိုလွှတ်လိုက်ပြီးနောက်မှာတော့ဒီမျိုးသမီးရဲ့နောက်ကျောင်းကိုချက်ချင်းစုံစမ်းခိုင်းပါတော့တယ်ရှုဟယန်ပွဲရဲကိုပြန်ရောက်လာတဲ့အခါသူ့မိကသူ့ချွေးမလောင်ရောက်တော့မယ်ဆိုတဲ့အကြောင်းစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလှပတဲ့အမျိုးသမီး၃ယောက်ဟာပွဲခန်းမရဲ့ဒုတိယထပ်ကနေဆင်းလာကြပါတယ်။တစ်ယောက်ကဒေါ်လာတန်ပေါင်းများစွာတန်တဲ့အမျိုးသမီးကြီးနောက်တစ်ယောက်ကနာမည်ကြီးပြည်တွင်းတက္ကသိုလ်တစ်ခုကစေပညာပါမောက္ခနောက်တစ်ယောက်ကတော့တနိုင်ငံလုံးကချစ်ခင်ရတဲ့မျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူတို့ကိုမြင်တော့လူအုပ်ကြီးဟာချက်ချင်းပဲအားပေးကြွေးကြော်ကြပါတယ်။တတိမကြီးကဒီထူးချွန်တဲ့အမျိုးသမီး၃ယောက်ကိုကြည့်ပြီးသဘောကျကသူ့သားကိုတယောက်ရွေးဖို့ပြောလိုက်ပါတယ်။ဘေးကတငယ်ချင်းကတော့ဒါကိုကြားပြီးရေစရာကောင်းတယ်လို့ထင်နေပါတယ်။သူ့တငယ်ချင်းရှုဟယန်ကထူးချွန်နေဆိုပေမဲ့ဒီအမျိုးသမီး၃ယောက်ထဲကဘယ်တယောက်နဲ့မှမထိုက်တန်ဘူးလို့တွေးနေတာပါ။ဒါပေမဲ့တထေးမကြီးကတော့လုံးဝပြူးမဆိုင်ပဲအဲ့ဒီမျိုးသမီး၃ယောက်ကိုသူ့စီလာဖို့တောင်ခေါ်လိုက်ပါတယ်လူအုပ်ကြီးကသူလူနေပြီလို့ထင်နေကြပြီးစမစ်ကိုသူ့ကိုမောင်းထုတ်ဖို့ပြောကြပါတယ်ဒါပေမဲ့ဘယ်သူမှမထင်ထားတာကတော့အဲ့ဒီလှပတဲ့အမျိုးသမီး၃ယောက်ဟာအချင်းချင်းမျက်နှာချင်းဆိုင်ကြည့်လိုက်ပြီးတထေးမကြီးစီကိုတကယ်ပဲလျှောက်သွားကရိုရိုတေးတေးနှုတ်ဆက်လိုက်ကြတာပါပဲဒါကိုမြင်တော့တထေးမကြီးကအရန်ကိုပျော်ရွှင်သွားပြီးသူ့ရဲ့အမှိုက်အိတ်ထဲကိုလိုက်ကလက်ဆောင်၃ခုကိုထုတ်ပြီးသူတို့ကိုပေးလိုက်ပါတယ်လက်ဆောင်တွေကိုမြင်တော့လူအုပ်ကြီးဟာနှင်သက်သွားကြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာနှစ်ပေါင်း1000ကျော်တက်တန်းရှိတဲ့ရှေးဟောင်းလက်ကောက်တကွင်းသားမကလေလံပွဲတစ်ခုမှာဒေါ်လာတန်း100နဲ့လောင်းချခဲ့တဲ့တန်ဖိုးမဖြစ်နိုင်တဲ့ဆွဲကြိုးတစ်ခုလည်းပါဝင်နေလို့ပါပဲလှပတဲ့အမျိုးသမီးတွေဟာဒီလက်ဆောင်တွေကိုကင်ပြီးအရန်ပျော်သွားကြပြီးရှုဟယန်ကိုချက်ချင်းပဲဂိတ်လို့ဖို့ဖိတ်ခေါ်ကြပါတယ်ရှုဟယန်ကတော့အံ့ဩလွန်းလို့စကားတော်မပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကပွဲရဲကိုခက်အေးအေးဝင်လာပါတယ်။သူကတော့မြို့ရဲ့နနတ်တကုမ္ပဏီရဲ့ဖျားကြားချမ်းလာဖြစ်ပါတယ်။သူဟာလှပတဲ့အမျိုးသမီး၃ယောက်ဒီပွဲကိုလာမယ်ကြားလို့အိမ်ကနေချက်ချင်းပြေးလာခဲ့တာပါ။ဒါပေမဲ့သူ့ကိုရှုဟယန်ကလက်ဦးသွားတာတွေ့တော့သူလုံးဝလက်မခံနိုင်ပါဘူး။သူဟာရှုဟယန်ရဲ့ဘေးကစီရင်မှန်ပါတဲ့အမျိုးသမီးကိုရုတ်တရက်တွေ့သွားပြီးဟေ့ကောင်ဒီတောင်းစားကမင်းအမေလားလို့အကျယ်ကြီးဟောင်ပြောင်လိုက်ပါတယ်။ရှုဟယန်ဟာအရန်ကိုဒေါသထွက်သွားပြီးဒီရကြားချမ်းလာကိုသူ့အမေကိုတောင်းပန်ဖို့ပြောပါတော့တယ်။ဒါပေမဲ့တထေးမကြီးကသူ့သားကိုတားလိုက်ပါတယ်။သူ့မျက်လုံးထဲမှာတန်ဘက်ကြီးဖြစ်တဲ့ကြားချမ်းလာဟာသူ့ရဲ့တန်ဘက်ဖြစ်ဖို့တော့မထိုက်တန်ပါဘူး။ဒီစကားကိုကြားတော့ကြားချမ်းလာကပိုပြီးဒေါသထွက်လာပြီးလုံခြုံရေးကိုခေါ်ကသားမီး2ယောက်လုံးကိုမောင်းထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။
ဒါပေမဲ့ကြားချမ်းကမထင်ထားတာကလှပတဲ့အမျိုးသမီး၃ယောက်ဟာတထေးမကြီးထွက်သွားတော့မယ်ဆိုတာကြားတဲ့အခါသူတို့လည်းလိုက်သွားတော့မယ်လို့ချက်ချင်းပြောလိုက်ကြပါတယ်ဒီအချိန်မှာကြားချမ်းကစိတ်မကြည်မနှက်ဖြစ်သွားပြီးအမျိုးသမီးတွေလက်ထဲကလက်ဆောင်တွေကိုသတိထားမိသွားပါတယ်တထေးမကြီးကသူတို့ကိုလက်ထိုးထားတယ်လို့ချက်ချင်းတွေးလိုက်ပြီးလက်ဆောင်တွေကိုလူယူလိုက်ပါတယ်ပြီးတော့ဒီလိုစီးရဲတဲ့တောင်းစားတစ်ယောက်ကဒီလောက်တန်ဖိုးကြီးတဲ့လက်ဆောင်တွေကိုဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲဒါတွေအားလုံးအတူတူဒီပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်တထေးမကြီးကတော့စိတ်ကိုတင်းငိမ်စွာထားပြီးကြားချမ်းကကိုနောင်တရမယ့်အလုပ်တွေမလုပ်ဖို့သတိပေးလိုက်ပါတယ်သတိထားပါမဟုတ်ရင်မင်းကိုမနီဒေဝါလီခံသွားရနိုင်တယ်လို့ပြောလိုက်ပေမဲ့ကြားချမ်းကတော့မချီမဲ့မြင်နဲ့ဟားတိုက်ရမောပြီးလက်ထဲကလက်ဆောင်၃ခုလုံးကိုကျမ်းမြေပေါ်ပေါက်ဖွဲလိုက်ပါတယ်လူအုပ်ကြီးဟာအံ့ဩနေသက်သွားကြပြီးတထေးမကြီးဟာနောက်ဆုံးမှာတော့ကိုယ်တိုင်လက်စွမ်းပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူဟာကြားချမ်းရဲ့ပါးကိုအားနဲ့ရိုက်ချလိုက်ပါတယ်ကြားချမ်းဟာမယုံနိုင်တဲ့အကြည့်နဲ့ကြည့်နေပါတယ်သူ့ကိုဘသူကမှဒီလိုလုပ်ရဲတာမရှိခဲ့ဘူးပါဘူးသူကဒီမျိုးသမီးဘာတောင်မှုလို့လဲလို့တွေးပြီးပါးကိုပြန်ရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲစမစ်ဟာရုတ်တရက်ရောက်လာပြီးသူ့လက်ကိုတားဆီးလိုက်ပါတော့တယ်ဒီအချိန်မှာစမစ်ဟာကြားချမ်းကြောင့်ယူမတက်ဖြစ်နေပါပြီဘာဖြစ်လို့လဲဆိုတော့ခံခဲ့တဲ့ခဏလေးကမှသူဟာတထေးမကြီးရဲ့တကယ်အထောက်ထားကိုရှာဖွေတွေ့ရှိသွားခဲ့လို့ပါပဲ